Okay ဒီ post လေးမှာ equilateral triangle က circle ထဲမှာ inscribe ဖြစ်နေတယ်ဒီရဲ့ radius ကဘယ်လောက်ရှိလဲဆိုတော့ 18.8 cm ရှိတယ်ဆိုတော့ I square to 18.8 cm ဆိုတော့ဒီမှာဆက်ဆွဲလိုက်လို့ရှိရင်ဒီမှာ triangle 3ခုရမယ်ပေါ့နော်ဆိုတော့သူရဲ့ height ကိုရှာမယ်ဆိုရင်ဒီမှာ height လေး h ဒါလေးကို a လို့ပေးမယ်ဒါလေးကို a လို့ပေးမယ်ဆိုတော့သူရဲ့ base area က 2a ဖြစ်မှာပေါ့နော်ဆိုတော့ဒီမှာ equilateral triangle ဖြစ်တဲ့အတွက်ဒါ60 degree ဆိုရင်ဒါ30 degree ရှိတယ် height ကိုလိုချင်တယ်ဆိုရင် r sin theta r က 18.8 sin theta က30 degree b ကိုလိုချင်တယ်ဆိုရင်တော့ b က 2a ဖြစ်တယ်ဆိုတော့2 times a ကိုလိုချင်တယ်ဆိုရင် r cos thetaဆိုတော့2 times 18.8 cos 30 degree ပေါ့နော်ဒါဆိုရင် area ရှောက်လိုက်ရပြီ area of a triangle ဆိုရင် half bh ဒါမဲ့ area က3ခုရှိရယ်နော် triangle 3ခုရှိတာဖြစ်တဲ့3နဲ့မြောက်လိုက်မယ်ဆိုတော့ half b ရဲ့တန်ဖိုးကတော့2 times 18.8 cos 30 degree times h ရဲ့တန်ဖိုးကကျတော့ 18.8 sin 30 degree ပြီးရင် times 3ပေါ့နော်3ခုဆိုတော့ဒါဆိုရင်ဒီမှာနည်းနည်း j ဆိုရင်ကျန်တဲ့ဟာက18 square လို့ရေးလိုက်မယ်နော်18နှစ်ခါဆိုတော့ပြီးရင် cos 30 degree sin 30 degree times 3ဒါလေးကို calculator မှာရှာလိုက်လို့ရှိရင် 459.13 cm square လို့ရတယ်ပြီးလို့ရှိရင် area of the shaded region ကိုရှာရမယ်ဆိုရင်တော့ area of shaded region ကိုရှာဖို့အတွက်ဆိုရင် circle ထဲကနေ triangle နှုတ်ရမယ်ပေါ့နော်ဆိုတော့ area shaded ဆိုရင် pi r square ကနေပြီးတော့မှ 459.13 နှုတ်မယ် pi r square ကကျတော့ pi 18.8 square minus 459.13 ဆိုတော့အဖြေက 651.23 အဲ့လိုရမယ်ပေါ့နော် centimeter square okay စင်ပြင်မယ်လို့မြင်နေပါတယ်